မင်္ဂလာပါ Facebook မိတ်ဆွေများခင်ဗျာမင်္ဂလာပါဒီမနေ့ကျွန်တော်တို့ဒီအာကအမျိုးသမီးများအကြောင်းအပိုင်း6ပေါ့နော်အပိုင်း6ရောက်ပြီဖြစ်ပါတယ်ဒီထုံတန်းဒလိတ်တွေဒီစီးတွေကိုချိုးဖောက်တဲ့ထုံတန်းတွေကိုချိုးဖောက်တဲ့စီးတွေကိုချိုးဖောက်တဲ့ဒလိတ်တွေကိုချိုးဖောက်တဲ့တမန်ကျမ်းစာထဲမှာတွေ့ရတဲ့ဒီအာကအမတန်မှထိုးချွန်တဲ့အင်မတန်မှတတိရှိတဲ့အင်မတန်မှရဲရဲတဲ့ဒီမျိုးသမီးများအကြောင်းအပိုင်း6ကျွန်တော်တို့ရောက်ပြီဖြစ်ပါတယ်ရောက်တော့ဒီနေ့ဆက်သွားရအောင်ဒီ Facebook မိတ်ဆွေများဒီနေ့ဆက်သွားရအောင်အပိုင်း6ဆက်သွားရအောင်ဆိုတော့ကျွန်တော်ခရီးတွေသွားတဲ့အခါမှာတခါတလေဒီလမ်းဘေးမှာဆိုင်းဘော့ကြီးတွေပေါ့နော်ကြောင်ရတင်ပုံးကြီးတွေထဲမှာတွေ့ရတဲ့အချက်တစ်ချက်ကတော့ဘာလဲဆိုတော့ the battles are won within the battles are won within တိုက်ပွဲတွေအောင်မြင်ခြင်းရဲ့အစကကိုယ့်ရဲ့စိတ်ထဲမှာအတွင်းသဘောထဲမှာစိတ်နှလုံးထဲမှာကိုယ့်ရဲ့စိတ်ထဲမှာအစပြုတယ်ပေါ့နော်တိုက်ပွဲတွေကိုအောင်မြင်ခြင်းနဲ့ဆိုရင်တိုက်ပွဲတွေရဲ့အောင်မြင်မှုကကိုယ့်ရဲ့စိတ်နဲ့စိတ်ကနေစတယ်တဲ့ဟုတ်ပဲထင်တာပဲဒီနေ့ကမ္ဘာဖလားပြန်ပွဲကိုကြည့်တော့2026ကမ္ဘာဖလားကိုကြည့်တော့ဒီရဲဝင်ပြီးတော့တိုက်ပွဲဝင်တဲ့ဘောလုံးကစားသမားတွေကနိုင်တာပါပဲနိုင်နေပြီငကိုကလေးကစိတ်ထဲမှာကြောက်ရွံ့နဲ့ကစားပြီးတော့နိုင်နေပြီဒါပေမဲ့စိတ်မနိုင်တဲ့အခါကျတော့နောက်ပိုင်းမှာရှုံးသွားတာတွေ့တဲ့အခါမှာအိုးတော်ဟုတ်တာပဲဒီကြောင်ရတင်ပုံးကြီးတွေမှာချိတ်ထားတဲ့ the battles are won within ဆိုတဲ့အရာတော်ဟုတ်တာပဲပေါ့နော်အဲ့လိုပဲကျွန်တော်တမန်ကျမ်းစာထဲမှာအင်မတန်မှတော်တဲ့အမျိုးသမီးတယောက်ရှိတယ်အင်မတန်မှစူးစမ်းပြီးတော့လေ့လာတတ်တဲ့တော်တဲ့ချင့်ချိန်တတ်တဲ့တော်တဲ့အမျိုးသမီးတယောက်ရှိတယ်အဲ့ဒီခေတ်တုန်းကအင်မတန်မှကြီးကျယ်ခမ်းနားတဲ့မြို့ကြီးတစ်မြို့မှာသူစီမှာအဝင်ထွက်များတယ်စားတောက်ဆိုင်တဲခုခန်းလည်းဖြစ်တဲ့အခါကျသူစီမှာတည်င်းစုံတယ်တော်လေးတည်င်းစုံတယ်တည်င်းစုံတဲ့အခါမှာဘယ်လိုဖြစ်လဲဆိုတော့အဲ့ဒီတည်င်းတွေကိုသူချင့်ချိန်နဲ့အရှိကလာတဲ့ဧည့်သည်တောင်ဘက်ရက်ကလာတဲ့ဧည့်သည်ခီးသွားဧည့်သည်အနောက်ဘက်ကလာတဲ့ခီးသွားဧည့်သည်တည်င်းတွေစုံလို့သူစီမှာတည်င်းစုံတယ်ကျွန်တော်တို့ဒီမြန်မာပြည်မှာတော့ဆိုရင်ဒီလက်ဖက်ဆိုင်မနေ့လက်ဖက်ဆိုင်မနေ့ကင်းလက်ဖက်ဆိုင်မှာအဲ့ဒီနေရာမှာတရင်နေစုံတယ်လက်ဖက်ဆိုင်မှာထိုင်ကြတယ်စူကြတယ်ဘောလုံးတရင်အကြောင်းနိုင်ငံရေးတရင်အကြောင်းပေါ့နော်ကဘာမှာဘယ်နေရာမှာတိုက်ပွဲတွေဖြစ်နေတယ်စသဖြင့်ဒီလက်ဖက်ဆိုင်ကလူတွေကတရင်တိတ်ဖတ်စရာတော့မလိုဘူးစပွဲထိုးတွေတရင်တိတ်ဖတ်စရာမလိုဘူးinformation အစုံသူတို့စီမှာရတယ်အဲ့လိုပဲဒီအမျိုးသမီးကလည်းဒါကိုကြားတယ်သိတယ်ချင့်ချိန်တယ်မဟုတ်တော့ဘူးသူ့ရဲ့တစ်မျိုးလုံးသူ့ရဲ့တတိုင်းပြေလုံးကခြောက်ချားနေပြီဆိုတာကိုသူသိတဲ့အမျိုးသမီးအမတန်မှတော်တဲ့နိုင်ငံရေးအမြင်ရှိတဲ့လူစစ်ရေးအမြင်ရှိတဲ့လူတိုင်းပြည်ရဲ့အခြေအနေကိုအမြင်ရှိတဲ့အမျိုးသမီးတယောက်ရှိတယ်သူ့နာမည်ကတော့ရာခတ်ဖြစ်ပါတယ်ယောရှုမတ်စာအခန်းကြီး1မှာတွေ့ရတဲ့ရာဟပ်ပေါ့နော်အမျိုးသမီးတယောက်အမတန်မှတော်တယ်ဆိုတော့ကျမ်းစာထဲမှာကျွန်တော်ဖတ်တဲ့အခါမှာသူဘာပြောလဲဆိုတော့
ဒီတိုက်ပွဲကရှုံးနေနေပြီဆိုတာသူသိတယ်ကျန်းစာထဲမှာသူကောင်းကောင်းလေးသူ့ပါစက်ကနေသူဝန်ခံတယ်ဟာခင်ဗျားတို့တွေကရှင်တို့တွေကဒီအဲဒုံရက်ကမြစ်ကြီးကိုလည်းကြော်လာတယ်လမ်းတစ်လျှောက်လုံးတိုက်ပွဲတွေအောင်လာခဲ့တယ်ဆိုတာကိုငါတို့တိုင်းပြည်ကြီးကငါတို့မြို့ကြီးကကြားသိတော့တုန်လှုပ်နေပြီခြောက်ခြားနေကြတယ်ဆိုတော့မင်းတို့ကငါကယ်လိုက်တယ်မင်းတို့ကငါကယ်လိုက်ပြီးတဲ့အတွက်ကြောင့်ဒီအောင်မြင်ခြင်းနဲ့ဒီယေရီခိုမြို့ကိုသိမ်းပိုက်တဲ့အခါမှာငါရဲ့ငါဆွေမျိုးရင်းချာတွေကိုတော့မင်းတို့တွေတတိယပါလို့ပြောတဲ့အခါမှာဒီယေရီခိုမြို့ကြီးကိုသိမ်းပိုက်ဖို့ရန်အတွက်တရှူလွှတ်လိုက်တဲ့လူတွေကလည်းပဲဟုတ်တယ်မင်းကငါတို့ကိုတည်င်းမပို့ဘူးဆိုရင်တော့ငါတို့အသက်နဲ့တက်တည်ခံပါတယ်ငါတို့အသက်နဲ့တက်တည်ခံပါတယ်မင်းတို့မထိစေရဘူးပေါ့နော်ဆိုတော့ဒီရာခတ်ကတည်င်းသူစီမှာတည်င်းဆုံးနေဒီခရီးသွားလူတွေနားတဲ့ခုခေတ်မှာဆိုရင်တော့ဒီစားတောက်ဆိုင်လိုဟာမျိုးပေါ့နော်တဲခုခန်းတွေလည်းဖွင့်တဲ့သဘောမှာပေါ့နော်ကျွန်တော်မျက်စိနဲ့မြင်အောင်ကြည့်ရအောင်ဒီအနောက်တိုင်းကားတွေစိတ်ဝင်စားတဲ့လူရှိလားမသိဘူးအနောက်တိုင်းကောင်းပွင့်ကားတွေအနောက်တိုင်းကောင်းပွင့်ကားတွေမှာဆိုရင်ဒီစုရက်ဒီမြို့ဒီမှာတော့ဒီစုရက်အာတဲခုခန်းလိုဟာမျိုး restaurant လိုဟာမျိုးခေးသွားတွေစုတယ်အာရွာထဲကဒီလမ်းသေးဘူတွေဟလာနောက်ရဲတွေအဲ့ဒီနေရာမှာစုအဲ့လိုဟာမျိုးပုံစံကျွန်တော်မျက်စိထဲမှာမြင်တော့တယ်မြင်တဲ့ခါကျတော့အဲ့ဒီတရှူနှစ်ယောက်လာတဲ့အခါကျတော့စကားပြောပုံလေတန်ကစဝဲတာလည်းဖြစ်မှာပေါ့ဆိုတော့ဒီဝိုင်းထဲမှာတိတဲ့လူတွေကချက်ချင်းပဲရိပ်မိတယ်။ဒီလူတွေရဲ့စကားပြောတန်ကတော်တော်လေးငါတို့အရက်ကစကားပြောတာနဲ့မတူဘူးတော်တော်လေးအတန်ဝဲတာပဲပေါ့နော်။ဒါမှမဟုတ်သူတို့ရဲ့လေယိုလေသိန်းကတော်တော်လေးငါတို့နဲ့တော်တော်လေးကွာတာပဲပေါ့နော်။ဆိုတော့ဒီလူတွေကတခြားမဟုတ်တော့ဘူးဒီလူတွေကအေကုတ်တူပြန်နေလာတဲ့လူအုပ်စုတွေကတရှူပဲဖြစ်မယ်ဆိုပြီးတော့လူတွေကချက်ချင်းပဲအနီးနားမှာရှိတဲ့လူတွေကဖမ်းမိတာပေါ့ဖမ်းမိတော့သတင်းတွေတွားပို့တယ်သတင်းတွေတွားပို့တဲ့အခါမှာချက်ချင်းပဲယေရီခိုကလုံခြုံရေးစစ်တပ်တွေလာတာဖြစ်မှာပေါ့ထောက်လှမ်းရေးတွေလာတာဖြစ်မှာပေါ့ချက်ချင်းပဲဒီအမျိုးသမီးကတတိရှိရှိနဲ့ဖွက်ထားလိုက်တယ်ကယ်လိုက်တယ်ဆိုတော့ဒီနေရာမှာဒီအမျိုးသမီးရာခတ်ကစိုးစမ်းထွင်းဖောက်တတ်တဲ့ဉာဏ်တော်တော်လေးတော်တယ်တော်တော်လေးပါနတ်တယ်နိုင်ငံရေးအခြေအနေပထဝီအခြေအနေဟလာဒါတွေအကုန်လုံးသူချင့်ချိန်တတ်တယ်တော်တယ်ဒီတော်တော်လေးကိုတော်တာတော်တော်လေးကိုထက်ထက်မြက်မြက်ရှိတယ်တော်တော်လေးကိုထက်မြက်တဲ့အမျိုးသမီးတယောက်ပဲဒါတိုက်ပွဲကရှုံးနေနေပြီဆိုတာ तू သိတယ်ဘာဖြစ်လို့လဲဆိုဂျယ်ရီခိုတစ်မြို့လုံးကခြောက်ချားနေပြီလေတုန်လှုပ်နေပြီဟာဒါမှဒါတော့ရှုံးတဲ့နမိတ်ပဲလေဆိုတော့ဒါကို तू သိတယ်အဲကို तू ပြန်နေအောင်မြင်နေဆိုတော့ तू သိတယ်တကယ်တော့ခုခေတ်အနေထားနဲ့ဆိုတော့ဒီရာခတ်ကဒလန်ပဲတကယ်တော့ဒလန်အဲ့ဒီဒလန်ထက်တော့ပူဆိုးတာကဘာလဲဆိုတော့ဒီဒီရာခတ်ကတိုင်းပြည်ကိုတစ္ဆာဖောက်တာပဲတိုင်းပြည်ကိုတစ္ဆာဖောက်တယ်ထုံတန်းဒလိတ်တွေဟာလာစီးတွေကိုတော်တော်လေးကိုချိုးဖောက်တဲ့အာအမျိုးသမီးတယောက်ပဲတိုင်းပြည်ကိုတစ္ဆာဖောက်တယ်တိုင်းပြည်ကိုရောင်းစားတယ်လို့ပဲတစ်ဖက်ကကြည့်မယ်ဆိုဒါပေမဲ့ဒီအမျိုးသမီးကတည်တယ်တိုက်ပွဲကရှုံးနေနေပြီဆိုတော့သူတည်တယ်တိုက်ပွဲတော့မရောက်သေးဘူးဟိုလိုတွေခြေလာပြီးစုကလေးက
တတိုင်းပြေလုံးခြောက်ချားနေပြီတုံလှုပ်နေပြီကြောက်ရွံ့ကြောက်နေပြီပြ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 ဖြစ်နေပြီလူတွေရဲ့ဆိုရင်စိတ်အမှန်မှကြီးတယ်ဆိုတော့သူသိတယ်ဒါကြောင့်ဒါကိုသူဆုံးဖြတ်လိုက်တာပဲဒါကိုသူလှုပ်လိုက်တာပဲဆိုတော့သူလှုပ်ရက်ကမှန်သွားတယ်သူရွေးချယ်တဲ့အရာသူဆုံးဖြတ်တဲ့အရာဒါမှန်သွားတယ်ဆိုတော့ဒီသူ့ရဲ့ဆုံးဖြတ်ချက်မှန်ကန်မှုသူ့ရဲ့စူးစမ်းထိုးဖောက်မှုမှန်ကန်မှုသူ့ရဲ့ထက်မြက်မှုသူ့ရဲ့ရှိအဝေးကြီးကိုမျှော်မြင်တတ်တဲ့အမြင်ကမှန်သွားတယ်ဂျေရခေါမြို့တကယ်ပဲကြာခဲ့တယ်တကယ်ပဲသူလည်းလွတ်ခဲ့တယ်ဟိုလိုရီရဲ့ဂတိအတိုင်းလွတ်တယ်လွတ်တဲ့အပြင်ကိုဘာဖြစ်လဲဒီအမျိုးသမီးရာဟတ်ကဒါဝိမင်းကြီးလားရပေါ့နော်ဆွေစဉ်မျိုးဆက်ထဲမှာအမတန်မှမိခင်တပါဖြစ်သွားတယ်ဆိုတော့ကျွန်တော်တို့ဖတ်ရတယ်သိရတယ်ဘုရားရဲ့အမျိုးမျိုးဘုရားရဲ့အကြံစီကိုမြင်ရတယ်ဒါကြောင့်ဒီမနေ့ဒီညမှာရာခတ်ရဲ့ညောင်မြင်တတ်မှုထက်မြက်မှုအဝေးကြီးကိုမြင်တတ်တဲ့အရာတိုက်ပွဲတွေကအတွင်းသဘောကနေအောင်တယ်ဆိုတဲ့အရာကိုသူမြင်တဲ့အမျိုးသမီးတယောက်ဖြစ်ပါတယ်ဆိုတော့အနည်းငယ်ဒီချမ်းပေါ်မှာအနည်းငယ်ဝင်မြချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်တစ်ပတ်ပုဒ်တဟူနေ့မနေ့ပြန်ပြီးတော့ဆုံကြရအောင်ကျေးဇူးများတင်ပါတယ်ကျေးဇူးများတင်ပါတယ်